ရှင်ပြည်သူလောကမှာခိုနာရင်လေအနေနဲ့နှလုံးသားနေရစိုးစိတ်ဝင်ငါမြင်တဲ့ဝေးဆုံးနေရချစ်တခုဟာချုံမြိန်နဲ့ပန်းသီးလိုစားလောင်တဲ့နှလုံးဟိန်တဲ့ဝလာကဖြည့်စည်းမဲ့သူတင်မြစိတ်ကူကတကယ်တော့မာခဲ့ပြီဆုံးရံလွယ်တို့နှစ်ယောက်ဟာပြန်မြင်တဲ့ကြောင်းလို့လိုနေစံတားလေးကိုဖြည့်စည်းဖို့အတွက်အရာရာကိုတစ်ချက်ချယုံကြည်မမြင်နိုင်တဲ့စိတ်များအတွေ့အကြုံပြန်နှံသွားအဒီနောက်ကျသွားတဲ့အဒီဘာမစိုးမြင်မတူတော့တုံးနေအောင်တဘိုးချင်းမညီတော့ရှိစမ်းမရဘူးတဖြည်းဖြည်းနီးလုံးငါနှလုံးသားတမြေမြေကျွမ်းလုံးနေယုံကြည်ပြီးခဲ့သောနှင်းချစ်ကချိုမြိန်စေမရတာတကယ်ကိုတိတွေးကြည့်မှပူလောင်သွားငါဖြစ်ပါနေဟာတကယ်တော့ဆိုရင်ရင်ကိုချွေတော့နေမင်းကြည်